ကျွန်တော်တို့ယောက်ျားလေးတွေအသက်30နဲ့40ဝန်းကျင်နေမှာဆိုရင်လမ်းဆန်းတော့ဘူးလို့ခံစားနေရပြီလားတကယ်တော့ဒါအသက်အရွယ်အပိုင်းခြားတစ်ခုကြောင့်လည်းမဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့အဓိကအာဟာရဓာတ်တွေမပြည့်စုံတော့လို့ဖြစ်ပါတယ်ဒီလိုအသက်အရွယ်မျိုးမှာဆိုရင်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်နေတဲ့အာဟာရဓာတ်တွေရှိပါတယ်ပထမအဆုံးအနေနဲ့ကတော့ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင် D တို့ဖြစ်ပါတယ်မျိုးစစ်တွေတန်မာဖို့အတွက်ဆိုရင်မရှိမဖြစ်လိုအပ်ပါတယ်နောက်တစ်ခုကတော့ကန်ဒီဆီယမ်နဲ့ဇင်ပါဒါကတော့အမျိုးသားဟော်မုန်းနဲ့ကိုယ်ခံအားစနစ်အတွက်မရှိမဖြစ်ပါအရေးကြီးဆုံးကတော့ဗိုက်တာမင် B complex ပါတစ်နေ့တာလုံးလမ်းဆက်တက်ကြနေဖို့အတွက်ဆိုရင်သူကအဓိကကူညီပေးနိုင်ပါတယ်ကျွန်တော်တို့အမျိုးသားရဲ့အနေနဲ့ကိုယ်တိုင်းကျန်းမာမှသာကိုချစ်တဲ့မိသားစုကိုလည်းအကြာကြီးဆောက်ရှောက်နိုင်မှာပါဒါကြောင့်ကိုပြုချဖို့မမေ့ပါနဲ့နော်လိုအပ်တဲ့ဗိုက်တာမင်နဲ့မင်နရယ်တွေကိုစီးလုံးထဲမှာတင်လုံလုံလောက်ရရှိနိုင်တယ်ဗိုက်ဓာတ်ကိုလည်းတစ်နေ့လုံးတောက်ပြီးမမေ့ပါနဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်